A. I will have finished the report by Monday morning. B. Next summer, I will have been teaching for 20 years. ဝကြ A မှာ verb က will have finished will ရဲ့နောက်မှာ have plus verb 3ကိုတွဲသုံးထားပါတယ်။ဒါကို future perfect tense လို့ခေါ်ပါတယ်။အဓိပ္ပာယ်ကတော့အနာဂတ်ရဲ့တစ်စုံတစ်ခုသောအချိန်မှာတစ်စုံတစ်ရာကိုပြုလုပ်ပြီးသားဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။တိုင်းလာနေ့မနေ့မှာကျွန်ုပ်ကအစီရင်ခံစာကိုရေးပြီးသားဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဝကြ B မှာ verb က will have been teaching ဖြစ်ပါတယ်။ will ရဲ့နောက်မှာ have been plus verb ing ကိုတွဲထားပါတယ်။အဲ့ဒါကို future perfect continuous လို့ခေါ်ပါတယ်။ future perfect continuous tense လို့ခေါ်ပါတယ်။အဓိပ္ပာယ်ကတော့အနာဂတ်ရဲ့တစ်စုံတစ်ရာသောအချိန်မှာတစ်စုံတစ်ခုကိုပြုလုပ်လာတာဟာတက်တန်းဘလောက်ကြာပြီးဖြစ်လိမ့်မယ်လို့ပြောချင်တဲ့အခါမှာသုံးပါတယ်။ဒီဝကြရဲ့အဓိပ္ပာယ်ကတော့လာမယ့်နွေရာသီမှာကျွန်ုပ်စာသင်လာတာကနှစ်20ကြာပြီးဖြစ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ future perfect continuous tense လို့ခေါ်ပါတယ်။ Good luck to you all.